ဒီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဖယားပြုပြင်ပေးနေတဲ့ဗိမာန်တော်ကြီးကိုအတူတူကလေ့လာကြရအောင်တိကောခန်းကြီး6အခန်းငယ်19မှာပြောလဲဆိုရင်သင်တို့ခန္ဓာသည်တန်ရှင်သောဝိညာဉ်တော်ကိန်းကိုရာဗိမာန်တော်ဖြစ်၏လို့ပြောပြထားပါတယ်ဓမ္မဟောင်းကာလမှာရှောလမုန်မင်းကြီးခန္ဓာထည့်သွားတဲ့ဗိမာန်တော်ကြီးကိုတည်ဆောက်ခဲ့တယ်ဒီနေ့တနေ့ကြရင်ဘုရားသခင်ဟာဗိမာန်တော်ကြီးကိုချီဆောင်သွားမယ်လို့ယုံကြည်သူရောက်ချင်းစီတိုင်းသိထားတယ်ဒီနေ့ဘုရားကကျွန်တော်တို့ကိုပြုပြင်ပေးနေတဲ့ဗိမာန်တော်ကလူလက်နဲ့ဆောက်ခဲ့တဲ့ဗိမာန်တော်လားတိကော6:19မှာပြောတဲ့ခန္ဓာဗိမာန်တော်လားဆိုတာကျွန်တော်တို့ပိုင်းခြားနားလည်ရမယ့်အခြေဖြစ်ပါတယ်ကျွန်တော်တို့ဒီရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး14အခန်းငယ်1ကိုကြည့်တဲ့အခါမှာသခင်ခရစ်တော်ကကောင်းကင်နိုင်ငံတော်မှာတက်ကြွသွားခင်မှာဘာတွေ့ရလဲဆိုတော့ဘာပြောသွားလဲဆိုတော့သင်တို့နေစရာအခန်းကိုပြင်ဆင်ခြင်းကငါသွားရ၏လို့ဖော်ပြထားတယ်ဒီနေ့ဖခင်ကကျွန်တော်တို့ကောင်းကင်နိုင်ငံတော်မှာနေရမယ့်အခန်းတွေပြင်ဆင်နေတယ်လို့အဲ့ဒီတန်ရှင်းတဲ့အခန်းကလူတွေရဲ့အထဲမှာအတွင်းနှလုံးသားထဲမှာရှိပါတယ်ဒါကြောင့်မလို့သင်တို့ခန္ဓာဒီငါဤဗိမာန်တော်ဖြစ်တယ်လို့ဘုရားဟောပြထားတာဖြစ်တယ်ဓမ္မဟောင်းကာလမှာဒီစုဝေးတဲ့ဗိမာန်တော်ကြီးထဲမှာဘုရားရဲ့ဝိညာဉ်တော်ကဆင်းကြွပြီးအတူပါရှိတယ်လို့ဒီနေ့ဓမ္မသစ်ကာလမှာလူရဲ့ခန္ဓာဗိမာန်တော်ကြီးထဲမှာဘုရားကဝင်ရောက်ခြင်းကိုစံပေးခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဆက်ကြည့်တော့ဗာတွေ့ရမလဲဆိုရင်ခုနကသခင်ခရစ်တော်ကောင်းကင်နိုင်ငံတော်တက်ကြွသွားပြီးတော့ယုံကြည်သူသားသမီးတွေတနေ့သိမ်းဆဲမယ်ဒါကြောင့်မို့ဒီနေ့အခန်းတွေသွားပြင်နေတယ်ဒီနေ့သူပြင်ဆင်တဲ့အခန်းကဒီနေ့ God's dwelling place ဆိုတာကကျွန်တော်တို့ရဲ့ခန္ဓာထဲမှာရှိတဲ့အတွင်းဆုံးနှလုံးသားအခန်းကိုပြင်ဆင်နေတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့လူတွေရဲ့စိတ်ဟာတစ်နေ့ထက်တစ်နေ့ဆိုးညစ်လာတာကိုတွေ့ရတယ်။လောကကိုတတ်မှတ်တဲ့အရာတွေမုန်းတီးခြင်းတွေဖျားကိုစော်ကားခြင်းတွေအမျိုးမျိုးညစ်ညူးတဲ့အရာတွေကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဘုရားကပြုပြင်ပေးနေတယ်ကျွန်တော်တို့နေဖို့ရန်အတွက်ပြုပြင်ပေးနေတဲ့အခန်းဘုရားနေဖို့ရန်အတွက်ကျွန်တော်တို့ပြုပြင်ရမယ့်အခန်းဟာကျွန်တော်တို့ရဲ့ခန္ဓာအတွင်းခံဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ခန္ဓာဗိမာန်တော်ကြီးထဲမှာတန်ရှင်တော်ဝိညာဉ်တော်ကဝင်ရောက်ခြင်းကိုစံပယ်ပြီးလူမျက်စိနဲ့မမြင်လူအသိဉာဏ်နဲ့နားမလည်တဲ့အရာတွေကိုသူကဥဆောင်ပြီးတော့နေ့ရက်တိုင်းမှာဥဆောင်ပြီးတော့ပြုပြင်ပေးသွားတယ်။အော်ဘရာကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့ဖျားပြုပြင်ပေးနေတဲ့အတွင်းခန်းလေးကိုအပြုပြင်ခံတဲ့အတူယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အသက်တာဟာအယံကိုထူးခြားပါတယ်။လွတ်ချင်းနဲ့ကြွေးကြော်နိုင်တဲ့အသက်တာရှိတယ်။ Christ in you ဖျားရဲ့ဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အတွင်းခန်းထဲမှာတကယ်ပဲကင်းကိုစံပယ်လာတဲ့အခါမှာလောကမှာနေထိုင်တော်ညာလည်းပဲ
ဒီယုံကြည်သူတယောက်ရဲ့အသက်တာကလောကသားကဲ့သို့အသက်မရှိတော့ပါဘူးဒါကြောင့်မလို့ဒီနေ့ဖျားပြုပြင်ပေးနေတဲ့ကျွန်တော်တို့ရဲ့အတွင်းစိုးညစ်တဲ့အတွင်းခံကြီးကိုကျွန်တော်တို့အပြုပြင်ခံဖို့ရန်အတွက်လိုပါတယ်အဲ့ဒါမှပဲကျွန်တော်တို့အတွင်းခံတဲ့မှာကျွန်တော်တို့ခန္ဓာပိမှန်တဲ့မှာဖျားကစင်မြဲကိန်းကိုဆံပေးနိုင်မှာဖြစ်တယ်ကျွန်တော်တို့ရှင်းလင်းစွာကြည့်မယ်ဆိုရင်ဒီနေ့ဟေရှာယအခန်းကြီး66အခန်းငယ်1မှာပြောထားလဲဆိုရင်ကောင်းကင်သည်ငါ၏ပလင်မြေကြီးသည်ငါ၏ခြေတော်တရားအဘယ်ရက်ကိုအဘယ်သို့သောဗိမာန်တော်ကိုငါအဖို့တည်ဆောက်မည်တဲ့ဒီနှုတ်ကပတ်တော်လေးကိုကြည့်ချင်အဖြစ်ဖယားကိန်းကိုစံပယ်ခြင်းတဲ့ဗိမာန်တော်ကကျွန်တော်တို့ရဲ့အတွင်းခံကျွန်တော်တို့ရဲ့ခန္ဓာဗိမာန်တော်ကြီးထဲမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆက်ကြည့်တော့ဘာတွေ့ရမလဲဆိုရင်ဒီနေ့မတန့်ရှင်းတဲ့ကျွန်တော်တို့ဒီခန္ဓာထဲကိုကျွန်တော်တို့တန့်ရှင်းစွာမထားသေးဘူးဖယားပြုပြင်ပေးနေခြင်းကိုလက်မခံသေးဘူးဆိုတော့ကျွန်တော်တို့ဒီခန္ဓာဗိမာန်တော်ကြီးထဲမှာဖယားကကေကိုမဆံပဲနိုင်သေးပါဘူးဒီနေ့များစွာသောခရိယန်တွေပြောကြတယ်ဖယားကဘာကြောင့်မို့မကြွလာသေးတာလဲခရစ်တက်ကင်း2000ကျော်ပြီဒီနေ့သခင်ခရစ်တော်ကကျွန်တော်တို့နေစရာအခန်းကိုတွားပြီးပြင်ဆင်ပေးနေတယ်လို့ဝိညာဉ်တော်ကလည်းကျွန်တော်တို့အတွင်းဆိုးညစ်တဲ့အတွင်းခန်းကိုပြုပြင်ပေးနေတာဖြစ်တယ်။ဒါကြောင့်မို့အပြုပြင်ခံတဲ့သူတိုင်းရဲ့အထဲမှာပဲဘုရားကကိန်းကိုစံပေးခြင်းတာဖြစ်တယ်။ဒါကြောင့်မို့သူဟာဘာကြောင့်မို့မကြွလာသေးတာလဲဆိုရင်လူတွေရဲ့အတွင်းခန်းတွေကပြုပြင်ထားခြင်းမရှိတဲ့အတွက်သူနေရမယ့်နေရာမရှိသေးတဲ့အတွက်မကြွလာနိုင်နေတာဖြစ်တယ်ဖယားနဲ့လူဟာအတူတူကပေါင်းစည်းပြီးတော့အလုံးလုံးတာဖြစ်တယ်ကျွန်တော်တို့အိဖက်ခန်းကြီး1ခန်းငယ်22ကိုဖတ်ကြည့်တဲ့အခါမှာထိုဗိမာန်တော်၌လည်းဖယားသခင်သည်ဝိညာဉ်တော်အားဖြင့်ကျင်းကိုတော်မူခြင်းအလို့ငါတင်တို့သည်ငါတို့နှင့်အတူတူကတိဆောက်ရရှိကြ၏တဲ့ဖယားနဲ့လူကအတူတူကဒီဗိမာန်တော်ကြီးကိုတိဆောက်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့လက်မခံဘဲနဲ့တော့ကျွန်တော်တို့ရဲ့အတွင်းခန်းကိုပြုပြင်ဖယားကမပြုပြင်ပေးနိုင်ပါဘူးဒါကြောင့်မလို့ဖယားနဲ့လူဟာအတူတူကပေါင်းစည်းပြီးတော့ပြုပြင်အလုပ်လုပ်တယ်ဆိုတာကျွန်တော်တို့လေးလေးနက်နက်သိရှိနားလည်ဖို့လိုပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဖယားကိန်းကိုနေတဲ့ကိန်းကိုခြင်းတဲ့ဒီခန္ဓာဗိမာန်တော်ကြီးကိုဖယားကပြုပြင်ပေးနေတယ်ဆိုတာကိုကျွန်တော်တို့တတိထားရမှာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ကြည့်တဲ့အခါမှာဒီတန်ရှင်းတဲ့ရှင်ပြထမြောက်တဲ့တန်ရှင်းတဲ့ခရစ်တော်ရဲ့ဝိညာဉ်ကကျွန်တော်တို့ရဲ့အထဲထဲမှာတန်ရှင်းသောဝိညာဉ်တော်ကကျွန်တော်တို့ရဲ့အတွင်းခန်းထဲမှာအစစ်ရဲ့ကိန်းကိုစံပေးခြင်းတာဖြစ်တဲ့အတွက်ဒီနေ့ဖခင်အဓိကပြုပြင်ပေးနေတဲ့အရာကခန္ဓာပိမှန်တော်ကြီးပဲဖြစ်တယ်ဒီနေ့ဖခင်ရဲ့ကောင်းမြတ်ကြောင်းတွေကိုဝေမျှသက်သေခံတာအင်္ဂလိပ်သတင်းစကားတွေပြောဆိုတာယုံကြည်လက်ခံတဲ့လူတိုင်းကိုခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမဖြင့်ဗတ္တိဇံကိုပေးတာဒါကအစိတ်အပိုင်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့ဖခင်တကယ်လို့အဲ့နေတဲ့ခန္ဓာကြီးကကျွန်တော်တို့ရဲ့ခန္ဓာပိမှန်ကြီးပဲဖြစ်တယ်ကျွန်တော်တို့ဒီအတွင်းခန်းကိုတန်ရှင်းစွာဖခင်ကပြုပြင်ပေးနေတယ်ဆိုတာကျွန်တော်တို့ပို၍တာ၍လေးလေးနက်နက်တတိထားဖို့လိုပါတယ်ဒီနေ့ဖခင်ပြုပြင်ပေးခြင်းကိုယုံကြည်လက်ခံတဲ့လူတိုင်းရဲ့အသက်တာဟာဘာသာတရားကိုင်းဆိုင်တဲ့လူတွေရဲ့အသက်တာကဲ့သို့မဟုတ်တော့ပဲသူတို့ရဲ့အသက်တာကိုကြည့်ပြီးတော့လောဘဒေါသမောဟကီးဝေးတယ်သူ
သူတို့ရဲ့အသက်တာကိုကြည့်ပြီးတော့အသက်ရှင်တဲ့ဘုရားကိုလူတွေကမြင်တွေ့သွားတာဖြစ်တယ်အဲ့ဒီလိုအသက်တာမျိုးဖြစ်ဖို့ရန်အတွက်ဘုရားကကျွန်တော်တို့ရဲ့အတွင်းနှလုံးသားတွေကိုပြုပြင်ပေးနေလို့ကျွန်တော်တို့နေ့ရက်အစဉ်တိုင်းမှာအပြုပြင်ခံဖို့ရန်အတွက်လိုတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အင်္ဂလိပ်သတင်းစကားပြောခြင်းယုံကြည်တဲ့သူတွေကိုခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်နာမဖြင့်ဗတ္တိဇံပေးခြင်းဒီအရာတွေကအစိတ်ပိုင်းဖြစ်တယ်အဓိကကျွန်တော်တို့ဘုရားသခင်အလိုတော်ရှိတဲ့အရာကဒီခန္ဓာဗိမာန်တော်ကြီးကိုပြုပြင်ခံပြီးတနေ့ဒီခန္ဓာဗိမာန်ကြီးကိုဘုရားကချီဆောင်သွားမှာဖြစ်တယ်တနေ့ဒီခန္ဓာဗိမာန်တော်ကြီးထဲမှာယနေ့ချိန်တိတအောင်ဒီကျွန်တော်ရဲ့အတွင်းခံထဲမှာဝိညာဉ်တော်ကကိန်းကိုစံပယ်ပြီးအစဉ်ရဲ့ကိန်းကိုစံပယ်ခြင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဒီနေ့ပြုပြင်ဘုရားပြုပြင်ပေးနေတဲ့ပြင်ဆင်နေတဲ့ဗိမာန်ခန္ဓာဗိမာန်ကြီးကိုဒီနေ့ဝိညာဉ်တော်နိုးဆော်ခြင်းအဖြစ်ညီကိုမောင်မတွေကိုပြန်လည်ဝိညာဉ်တပေးခံပါတယ်။ကြားနာတဲ့ညီကိုမောင်မအရောက်ချင်းစီတိုင်းပေါ်ဝိညာဉ်တော်ဘုရားကိုရည်တာရဲ့ကောင်းချီးပေးဖွင့်ပြအပ်ကြပါစေ။အာမင်။